here. ရှေးကာလ Please တစ် drink. ခါကဆင်း Thank ရဲ you, တော်လဲ child. ခရုဏာနှလုံးပြေဝသောမိန်းကလေးတဦးရှိခဲ့သည်သူမသည်အခြားသူများကိုကူညီပေးခြင်းကိုမိမိဘဝ၏အရေးကြီးဆုံးအရာဖြစ်ယူဆခဲ့သည်တနေ့တွင်သူမသည်မိမိတွင်ရှိသမျှအစားအသောက်တွေပါတော့လဲတန်ရှင်းသောစိတ်ဖြင့်ဘုန်းတော်ကြီးတစ်ပါးအားပူဇော်ခဲ့သည်အလူပြုသည့်အချိန်တွင်သူမ၏စိတ်သည်လောဘမရှိတန်ရှင်းစင်ကြယ်ပြီးမေတ္တာပြေဝနေသည်ထိုစိတ်ကောင်းသည်ကမကောင်းဖြစ်စုပေါင်းလာသည် Please မိ take မိတွင် this. ရှိသောအနေငယ် There ကို is ပင် enough for သူမသည်အခြား everyone. ဆင်းရဲသူများ Thank နှင့် you, မျှဝေခဲ့သည် Samavati. ပေးကမ်း May ခြင်း you မှ be ရရှိသည့် blessed ပျော် with ရွှင်မှုကို prosperity. သူမအမြဲခံစားခဲ့သည်အချိန်ကြာလာသည်နှင့်အမျှသူမ၏ဘဝသည်အဆုံးသတ်သို့ရောက်ရှိလာသည်သို့သောသူမ၏ကောင်းသောကမ္မများသည်မပြောက်ကွယ်ပဲဆက်လက်တည်ရှိနေခဲ့သည်တာမာဝရီမိမိဖျားသည်အာနာနှင့်ဂုဏ်သိက္ခာရှိတော်လဲအရင်ဘဝကဲ့သို့ပင်ကရု May ဏာနှ peace လုံး be ကိုမပြောင်း upon လဲခဲ့ you ပါ and your family. သူမသည်မေတ္တာစိတ် Your ကိုတိုးပွားစေ generosity ရန် knows အ no မြဲတမ်း bounds. တရားလေ့ကျင့်ခဲ့သည်သူ Thank မ၏ you. စိတ်သည်အေဂျင့်တည်ငြိမ်ပြီးအခြားသူများသို့မေတ္တာကိုဖြန့်ဝေနေသည်တာမာဝတီ၏မေတ္တာဆွမ်းအားသည်ပတ်ဝန်းကျင်ရှိလူများအားလုံးထံသို့ပြန့်နှံ့သွားပြီးသူတို့၏စိတ်နှလုံးကိုအေဂျင့်စေခဲ့သည်ဤဇလန်သည်သင်ခန်းစာတစ်ရပ်ဖြစ်သည်တန်ရှင်းသောစိတ်နှင့်ပြုလုပ်သောကောင်းမှုသည်အချိန်မရွေးကောင်းသောအကျိုးကိုပြန်လည်ပေးတတ်သည်မေတ္တာနှင့်ဒါနသည်ဘဝ Please ကို take တောက်ပ enough စေသော for အရာဖြစ်သည် everyone. ပုံမြင်လေးတွေကြိုက်ရင်လိုက်ပေးခဲ့အောင်ဘလို့ကာတွန်းလေးတွေကြိုက်လဲမှန်းပေးခဲ့အောင် May peace ကျွန်တော် be ကတော့ upon ကာတွန်း you လေးတွေ and ဖန်တီး your တင်ဆက်သူ family. စမ်းဝင်းထုံးဖြစ်ပါတယ်ပရိသတ်အားလုံးစိတ်အေးချမ်းပျော်ရွှင်ကြပါစေ